လေရင်စင်းတဲ့တာကိုကြားတာနဲ့ dresser နိုးလာတယ်သူ့လက်နဲ့ကိုပြင်ဆင်တယ်လူတယောက်လေရင်ဘဝဆင်းတာနဲ့သူမသူ့ကိုကြည့်နေတယ်အဲ့ဒီအချိန်မှာ Marine Levy ကအိမ်မက်ဆိုတစ်ခွန်းနဲ့နိုးလာတယ်ကမ်းခြေမှာအနားယူပြီးခေါင်းရှင်ဖို့ဆုံးဖြတ်လိုက်တယ် Marine တပ်စခန်းကိုတွားဖို့အတွက်ပြောတဲ့စာတစ်စောင်ရရှိခဲ့တယ်နောက်ပိုင်းမှာ Levy ကခြေဆက်စခန်းကိုရောက်ရှိပြီး Agent Bartholomew နဲ့တွေ့ဆုံတယ်သူမကလက်ရွေးစင်စနိုက်ပါတူအဖြစ်သူ့ရဲ့ထူးချွန်တဲ့အသက်မွေးဝမ်းကြောင်းအကြောင်းကိုသူမသိတယ်သူမမိသားစုနဲ့တကယ်ချင်းမရှိဘူးဆိုတာလည်းသိတယ်သူ့ကိုအလုပ်တစ်ခုပေးလိုက်တယ်ဒရက်ဆာကသူမရဲ့ပတ်ခင်ကိုတုတ်တမ်းမှာတွေ့ဆုံတယ်သူ့အမေဆုံးတဲ့နှစ်ပတ်လည်နေ့အထိမ်းအမှတ်ဖြစ်သူတို့ရောက်ရှိနေကြပြီသူ့အဖေကသူ့ကင်ဆာကိုကုသဖို့နောက်ကျနေပြီဆိုတာမကြသေးမီကသိလိုက်ရတယ်ဖေဖော်ဝါရီ14ရက်မှာအသက်ရှင်နေသေးရင်ချစ်သူများနေ့မှာဇနီးဖြစ်သူနဲ့ပြန်လည်ဆုံတွေ့နိုင်ဖို့အတွက်သူကပြောတယ်လီဗီကလေရင်ပေါ်မနဲ့နိုးလာတယ်သူ့ကိုမိစေနဲ့အိတ်ခိုင်းထားတယ်သူဘယ်ရောက်နေလဲလို့စစ်သားတယောက်ကိုမေးပေမဲ့သူ့ကိုပြောပိုင်ခွင့်မရှိဘူးလို့ပြောတယ်သူပိုးဝိုင်ပစ္စည်းတွေအကုန်ယူတယ်မပြန်တမ်းရဆုံးကိုချီကလန်နေကြောင်းသူမကပြောတယ်သူကလေရင်ကခုတ်ဆင်းပြီးဂျန်လိုင်းအတိုင်းရှောက်မှာဖြစ်တယ်လီဗီကတောင်းဝန်ကြတဲ့အိတ်ကိုကင်ကခုန်ချလိုက်တယ်သူကလေထီဖွင့်ပြီးအချိန်မှန်ကိုစောင့်နေတယ်ဘေးကင်းလို့ကြုံစွာဆင်းသက်ပြီးခီးစီစတင်တော့တာပဲသူကအဲ့ဒီနေရာကတောင်တန်းများတဲ့နေရာဖြစ်တယ်နောက်ဆုံးမှာလီဗီကကြီးမားတဲ့ကြောက်ကြီးတစ်ခုရဲ့အစွန်းကိုရောက်ရှိခဲ့တယ်အဲ့ဒီမှာသူကစစ်သားဂျီဒီနဲ့တွေ့တယ်ဂျီဒီရောက်နေတာတနည်းရှိပြီးသူကဘယ်ရောက်နေလဲမသိဘူးသူတို့ကအနောက်မျောစင်ဘက်ကိုသွားကြတယ်အဲ့ဒီမှာနေအောင်ကြီးစွမ်းအင်းအရန်မိစက်နဲ့အမဲလိုက်ဖို့တော်ရန်ဂိမ်းနေရှိတယ်ကြောက်ရက်တစ်ဖက်မှာအစ်မျောစင်ရှိတယ်အဆောက်ကြတဲ့နဲ့ထိတွေ့ခွင့်မရှိဘူးနောက်ဖက်နဲ့မြောက်ဘက်ခြမ်းမှာမြေမှုမိုင်းတွေနဲ့အသားစီးများနဲ့ပြည့်နေပါတယ်ဒါကကြောဖြတ်ကျော်ဖို့လမ်းမရှိပါဘူးဂျီဒီကလီဝီကိုပလဲလိုက်ပြပြီးတော့လီဝီရဲ့တာဝန်တွေကိုရှင်းပြတယ်နေ့တိုင်းလီဝီကအနောက်ဘက်ချမ်းမှာလမ်းလျှောက်ရမယ်မီတာ600တိုင်းတဆင်ထားတဲ့အလိုလျောက်ခန့်တပ်တွေနဲ့လက်နက်ခဲယမ်းတွေပြန်လဲတူလောင်ဖို့အတွက်လောကမဲ့တာဝန်တွေဖြစ်တယ်ချန်စီယိုဆိုင်ငတ်ထားတဲ့မိုင်းတွေနဲ့အင်ဂျီတွေကိုလည်းစစ်ဆေးရမယ်ကြောက်ရဲ့လိုဝက်ချက်ကတော့ကလုတ်ကလောက်ခေါ်တဲ့စနစ်ကမာရွေးတဲ့အချက်ပေးဖို့အတွက်ဂျူတူတွေကိုတရင်ပေးပို့တယ်ဗီဒီယိုကရက်30တိုင်းစစ်ဆေးရတယ်ပြင်ပကဘာနဲ့စကားပြောအခြားနည်းလည်းမရှိဘူးအရေးပေါ်အခြေအနေမှာခွေးလင်းလို့ခေါ်တဲ့ protocol ကိုဖွင့်ရတဲ့ထိတ်လန့်ခလုတ်တစ်ခုရှိတယ်ဂျီဒီကဘာလို့တယ်မသိပေမဲ့ကြုံလာရင်ပြေးဖို့လီဗီကိုပြောတယ်ဒီနေရာကိုစစ်ကာလာမှာတိဆောက်ခဲ့တာလို့ဂျီဒီကပြောတယ်နိုင်ငံအများအပြားကစစ်ဘက်အဖွဲ့တွေက၎င်းကိုလွတ်ဝတ်ထားဖို့တဘောတူညီခဲ့ကြတယ်ဒီအကြောင်းကိုတမန်တော်ဒါမှမဟုတ်နိုင်ငံခေါင်းဆောင်တွေတော့မသိကြဘူးလီဗီယာမစ်ရှင်ကယူရှင်းပါတယ်6တွင်မှာဘယ်ဟာမဆိုမထွက်လာဖို့အတွက်သူအဆောက်ကြမဲ့တောင်းရှိပါတယ်အဆောက်တွေကထူးဆန်းတာကိုတွေ့ဘူးတယ်လို့လည်းပြောတယ်ထို့အချိန်မှာကြောက်တွေကအိုဟိတန်တစ်ခုထွက်ပေါ်လာပါတယ်ဂျီဒီက1940ခုနှစ်နောက်ပိုင်းမှာမြင်းစီတရင်3ရင်ကြောက်တဲ့ကိုဇေလွတ်ခဲ့တယ်လို့ပြောတယ်တယောက်မှပြန်မလာဘူးအဲ့ဒီချိန်ကစပြီးတော့စစ်တပ်ကဒီနယ်မြေကိုထိန်းချုပ်ဖို့ဆုံးဖြတ်ခဲ့တယ်နောက်ပိုင်းမှာဂျီဒီကမျောစင်ကထွက်သွားပြီးတက်လာတဲ့နေရာကိုခြေလျင်ပြန်တက်သွားတယ်ရဟရင်တစီကသူ့ကိုကျိုးနဲ့ဆွဲတင်တယ်စစ်သားတယောက်ကသူ့ထောက်ထားကိုတောင်းတယ်ဂျီဒီက password ပေးတယ်အဲ့ဒီနောက်စစ်သားကခေါင်းကိုပြစ်တပ်ပြီးသူ့အလောင်းကိုတောင်းပေါ်မှာပြစ်ချခဲ့တယ်တလားချပြီးတဲ့နောက်မှာလီဗီကညင်းငွေပဲလှုပ်ရွှေလှုပ်စင်တွေကိုအသုံးပြုတယ်သူကလှုပ်ရွှေစနစ်တွေကိုထိန်းသိမ်းထားပြီးရေဒီယိုစစ်ဆေးမှုကိုလုပ်တယ်ရေဒီယိုကအတန်ကအားလုံးအဆင်ပြေလာလို့မေးတယ်လီဗီကတခြားဘာမှမပြောနိုင်ခင်မှာဖုန်းချလိုက်တယ်ဥယျာဉ်ဆိုင်နေစဉ်မှာပဲလီဗီကအချမ်းပြောစဉ်မှာလှုပ်ရှားနေတာကိုတတိပြုမိတယ်သူကသူ့ရဲ့မှန်ပြောင်းကိုကြည့်ကတစ်တာခုတ်နေတဲ့ dresser ကိုမြင်လိုက်ရတယ်သူ့ကိုလည်းမြင်ပေမဲ့လီယူရှုတယ်မိုးတိုင်းတန်တဲ့ညမှာလီဗီကအိမ်မက်ဆိုးကနေနိုးလာတယ်သူကဖန်ခွက်ကိုဖောက်တွင်းကတိုက်ခတ်ခံရတယ်လို့ထင်တယ်သူကတနက်ကိုကင်တယ်အထွန်းတော့အဲ့ဒီနောက်မှာခြေဖွားတွေနှာကျင်ခံစားရတယ်ကျိုးနေတဲ့မှန်ကိုလမ်းကင်လိုက်တယ်ဒါကမတော်ဆောင်မှုတစ်ခုပါပဲdresser နိုးနေပြီးသူ့ကိုစောင့်ကြည့်နေတာကိုသူမြင်တယ်သူမနောက်ကျောကိုစိုက်ကြည့်နေတာကိုတတိပြုမိတဲ့အခါမှာသူမအိပ်ရတဲ့ဝင်သွားတယ်နောက်ထပ်တစ်လကုန်သွားတယ်ဒါဟာ dresser ရဲ့မွေးနေ့ပါသူကတယောက်တည်းအောင်ပွဲခံနေတယ်လီဗီရဲ့အယုံဆိုင်မှုကိုရရှိဖို့အတွက်သူမကတနက်နဲ့ပြစ်တယ်သူ့နာမည်တောင်းတဲ့ဆိုင်မှုကိုကင်ထားတယ်စကားမပြောရဘူးလို့လီဗီကပြန်ရေးတယ် dresser ကသူ့နာမည်ကိုရေးပြီးသူ့မွေးနေ့မှာသူလှုပ်ချင်တာလုပ်မယ်လို့ပြောတယ်လီဗီကပြုံးပြီးသူ့နာမည်ကိုပြန်ရေးလိုက်တယ်ဖန်ခွက်တစ်လုံးကိုမော့ပြီးတော့မှတောက်လိုက်တယ်ထို့နောက်dresser ကကျေလောင်တဲ့တေးရတာကိုတီးခပ်ပြီးကခုန်နေတယ်လီဗီကိုလည်းကပ်ပြတ်ခိုင်းတယ်သူ
သူကကြောက်စရာကောင်းတဲ့အကာသမားဖြစ်ပေမဲ့စနိုက်ပါတယောက်လို့ပြောတယ်ဒရက်ဆာကသူ့ရဲ့ရေပလင်းကိုပစ်တယ်လီဝီလည်းမြတ်ဆန်ပစ်တယ်အဲ့ဒီနောက်မှာဒရက်ဆာကသူ့ကောင်းပေါ်မှာပလင်းတစ်လုံးကိုတင်ပြီးတော့ဆစ်ဆက်ပြီးတော့ဆက်လာပြီးတော့စင်တင်ဖြစ်နေတယ်တော့ရုတ်တရက်ရတန့်သွားတဲ့ကြောက်တဲမှာလှုပ်ရှားနေတဲ့အရာတစ်ခုကိုသူမှမြင်လိုက်ရတယ်တစ်ပင်များကဲတော့ထူးဆန်းတဲ့တရဝတွေကနိုင်ရန်ပေါ်တက်နေကြတယ်လီဝီကတစ်ချက်ပြစ်တယ်ပောက်ကွဲပြီးပိုကျနေတဲ့မိုင်းတစ်ခုပေါ်ကိုပြုတ်ကျသွားတယ်ဒါပေမဲ့တချို့ကတော့တက်နေတော့မှာပဲလီဝီကဆက်လက်ပြစ်နေပြီးဒရက်ဆာကသူမရဲ့စက်တနာနဲ့အတူပါဝင်လာခဲ့တယ်တတဝါတွေကိုအတူတကွအနိုင်ယူကြတယ်တယောက်ကတော့ဒရက်ဆာရဲ့လက်သားဆောင်ကိုရောက်သွားတယ်သူမပြစ်တက်လိုက်ပေမဲ့နောက်ထပ်ဘလူးတွေကသူ့အနာကိုတက်လာကြပါတယ်စစ်သားနှစ်ယောက်ကသူတို့ကိုတားဆီးဖို့နောက်တစ်ကြိမ်ထားလုပ်တယ်နောက်ထပ်ပောက်ကွဲမှုကြောင့်ဒရက်ဆာရဲ့ပခုံးကိုတန်းရရှိစေခဲ့တယ်နောက်ထပ်တတဝါတွေကနိုင်ရန်နှစ်ဖက်ကိုတဲဖို့စူးစမ်းကြတယ်လီဝီနဲ့ဒရက်ဆာတို့ကစက်တနာတွေကိုအသုံးပြုကြပြီးမိုင်းများကိုပုံပေါ်အသုံးပြုကြပါတယ်နောက်ဆုံးမှာတော့တတဝါအားလုံးကိုတပ်ပစ်နိုင်ခဲ့တယ်ဒရက်ဆာကသူမရဲ့ဒဏ်ရာကိုကုသရင်းလီဝီကိုသူမရှိဘူးသမျှအကောင်းဆုံးမွေးနေ့ဖြစ်ကြောင်းပြောကြားခဲ့တယ်အဲ့ဒီနောက်လီဝီကပျက်စီးနေတဲ့မိုင်းတွေကိုအစားထိုးပြင်ဆင်ဖို့အတွက်ဆင်းလာတယ်ရုတ်တရက်ဒရုန်းတစ်စင်းကြောက်ကံပါနေပြန်ထွက်လာခဲ့တယ်ဒီဇင်ဘာလမှာလီဝီကတောထဲမှာတစ်ပင်တစ်ပင်ကိုမိအောင်များနဲ့အလားဆင်တယ်သူကဒရက်ဆာအတွက်ဆိုင်းဘုတ်တစ်ခုထည့်ပေးတယ်အတူတူအချင်းပူဖြုံးကြတာပေါ့သူတို့ကနင်းတွေကိုအချင်းချင်းနာမည်ပေးကစစ်တူရင်ကစားကြပြီးအိုးများမှဒရမ်များကိုပြုလုပ်ကြတယ်ဖေဖော်ဝါရီလ14ရက်မှာမီတာစုတပ်ပုံရှိမှာဒရက်ဆာငုံနေတာကိုလီဝီကမြင်တယ်သူဘာကြောင့်ကင်မလဲလာလဲလို့မေးတယ်ခက်ခဲတဲ့နေ့တစ်နေ့ဖြစ်ပြီးသူနဲ့အတူရှိချင်တယ်လို့သူမကပြောတယ်လီဝီကလက်နဲ့တိုက်ကကိရိယာတွေကိုအသုံးပြုပြီးအထူးကိရိယာတစ်ခုကိုတိစောက်တယ်ကုန်းတွင်ပိုင်းကိုဒုံးကျည်တစ်စင်းပစ်လို့လိုက်တယ်တစ်ပင်မှာပိတ်မိပြီးမိစလောင်တယ်ဒရက်ဆာပြေးထွက်ပြီးတော့ကျိုးတစ်ချောင်းချိတ်ထားတာကိုတွေ့လိုက်ရတယ်သူမက၎င်းကိုတစ်ပင်နဲ့ချိတ်ပြီးသူမရဲ့ရဲတိုက်စီကိုပြန်ပြေးလာခဲ့တယ်လီဝီကညစာစားဖို့တောင်းဆိုတာကိုမြင်တယ်သူကကျိုးပေါ်ကစောချပေးမဲ့ကနေတယ်သူ့ကိုယ်သူဆွဲထုတ်ဖို့လက်ရည်တွေကိုအသုံးပြုတယ်ပန်းတွေပေးတယ်အာထုံမှုကနေအနက်သက်ထွက်တယ်လို့သူမကဆိုတယ်လီဝီကရေချိုးဖို့တဘောတူခဲ့တယ်ဒရက်ဆာကသူ့ကိုအရင်အဆောက်တယောက်စီကအဝတ်စားတွေကိုပေးတယ်ညစာစားချိန်မှာသူတို့လုတ်ခဲ့တဲ့ဂျေးစားအလုပ်အကြောင်းနဲ့သူတို့လုတ်ခဲ့တဲ့အကြောင်းတွေကိုပြောကြတယ်ကခုံပြီးအတူအိတ်ကြတယ်နောက်တစ်နေ့နဲ့မှလီဝီကကျိုးပေါ်ရှော့ချပြီးသူ့ရဲ့ရဲတိုက်စီကိုပြန်သွားခဲ့တယ်ခဏနေတော့အုတ်တိုင်းကိုဖောက်ပြီးမိုင်းတစ်လုံးကိုထိသွားတယ်ပောက်ကွဲမှုကြောင့်ကျိုးပြတ်သွားတယ်လီဝီလက်ကျသွားပြီးလေထီကိုဖွင့်လိုက်တယ်ဒရက်ဆာကလက်နဲ့လေထီကိုကန်ပြီးသူ့နောက်ကိုခုန်ဆင်းခဲ့တယ်သူမကလေမြစ်ထဲကိုကျသွားတယ်သူမရဲ့လေထီကကြောက်တုံးပေါ်မှာကပ်နေတဲ့အတွက်ကြောင့်ဖြတ်လိုက်ရတယ်ရီစီကျောင်းကသူမကိုကြောက်တုံးကြီးတစ်ခုကိုတွန်းပို့ဖို့အတွက်အော်တိုတက်ဆင်ကိုလွတ်ချခဲ့ရတယ်အမြင့်အချို့ကိုဆွဲယူပြီးတော့ကုန်းပေါ်တက်ခဲ့တယ်အဲ့ဒီအချိန်မှာလီဝီကတင်းမြပေါ်မှာကျိုးဆွဲချတတိလင့်နေတယ်အကိုင်းခဲထွေးထားနေတဲ့ဘလူးတကောင်ဖြစ်တယ်နီးကပ်လာတဲ့အခါမှာလီဝီကနိုးလာတယ်ပြစ်တပ်ပြီးသူ့ကိုယ်သူလှုပ်အောင်လှုပ်တယ်သူလည်းကြပြီးဆွန့်ထဲမှာလဲသွားတယ်ဒါပေမဲ့ဆွန့်တွေကဆွန့်မဟုတ်ဘူးအဲ့ဒါကဘလူးရဲ့ပါးစပ်ဖြစ်တယ်ပိတ်ဆက်ပြလာတဲ့အမြသူ့ကိုထောင်ချောက်ဆင်းတယ်ဒရက်ဆာကတနတ်တန်ကြားလို့ကဲတင်ဖို့အတွက်အချိန်မီရောက်လာတယ်သူမကသူ့ကိုဖြတ်တောက်ပြလိုက်တယ်အတူတူကျိုးရှာဖို့နိုင်ရန်ကိုဥတီသွားကြတယ်အော်ဟစ်တန်တွေကြားနေရတယ်တစ်ပင်နဲ့တူတဲ့မြင်းတွေကအဟောင်းပေါက်ကလေးတွေနဲ့အကောင်ထွက်လာတယ်ဓားများနဲ့တိုက်ခိုက်ကြတယ်တယောက်ကဒရက်ဆာပေါ်ခုန်တဲ့တယ်လက်ပင်ကိုဓားနဲ့ထိုးတယ်တခြားမြင်းတစ်စီးကလီဝီတနတ်ကိုကြာဖို့နဲ့ယူတယ်လီဝီကနောက်ထပ်တနတ်တစ်လက်ကိုဆွဲထုတ်ပြီး၎င်းတို့နဲ့ဥစလုံးပစ်တက်လိုက်တယ်ဒရက်ဆာကသူ့အိတ်ကိုစစ်တယ်အော်တိုတက်ဆင်မရှိတော့ဘူးအဲ့ဒါကဘယ်နေရာရောက်နေလဲဆိုတာသိတဲ့ကိရိယာတစ်ခုဖြစ်တယ်မြင်းနောက်ကိုလိုက်ဖို့ဆုံးဖြတ်ပြီးတနေရာကိုပို့ဆောင်မယ်လို့မျှော်လင့်ကြတယ်လီဝီကတေကောင်များတဲ့ကတကောင်ကိုကြည့်နေတယ်စစ်ယူနီဖောင်းဟောင်းကိုတွေ့လိုက်ရတယ်အခေါင်းပေါက်တွေကပျောက်ဆုံးနေတဲ့တာရင်တွေဖြစ်ကြောင်းသူတို့သဘောပေါက်လိုက်တယ်အယိုးစုတွေနဲ့ပြစ်နေတဲ့တောအုပ်ကိုဖျက်လျှောက်သွားကြတယ်မြို့ပြောင်းအပြင်တွေဖုံးလွှမ်းနေတဲ့မြို့ကိုတွေ့ရတယ်ညလင်းကျောင်းမြေပြင်ကအက်ကွဲသွားတယ်အော်ဟစ်တော်ရင်ကြားရပြီးဖျားကျောင်းစီမှာပုံနေကြတယ်အထဲမှာရိုးစုတွေတွေ့တယ်လီဝီကဆိုင်ရာနဲ့အနံ့ရတယ်မြို့သားတွေကအသက်ဆုံးခဲ့ကြရတယ်ရုတ်တရက်အတန်တစ်ခုကြားလိုက်ရတယ်ဒရက်ဆာကမျောကြည့်ပြီးအီယာမပင်ကိုကြီးကိုတွေ့လိုက်တယ်သူမကတွန်းဖယ်လိုက်ပြီးနောက်ထပ်ပင်ကိုတစ်ကောင်ကိုတွေ့လိုက်တယ်နောက်ထပ်နှစ်ယောက်ကလီဝီကိုတိုက်ခိုက်တယ်သူတို့ကိုပစ်တယ်နောက်ထပ်ပင်ကိုတွေသူတို့ကိုဝိုင်းထားတယ်သူတို့ကာကွယ်ဖို့ပစ်တယ်ဒရက်ဆာကကြီးစံတွေကုံသွားတယ်
လီဗီကသူမကိုပြန်တင်နေချိန်မှာကူညီတယ်တကယ်ဝါကိုဦးတည်သွားတဲ့အခါမှာအဟောင်းပေါက်ကလေးတွေကဖောက်ထွင်းဝင်ရောက်လာကြတယ်သူတို့ကယခုကပင်ကူတွေနဲ့အခေါင်းပေါက်များကိုတယောက်တစ်ချိန်တည်းမှာတိုက်ခိုက်ရမှာဖြစ်တယ်ဒရက်ဆာကတတ်တော်တကောင်ရဲ့ဦးခေါင်းကိုစပွဲတစ်ခုတည်းကိုရိုက်ခွဲလိုက်တယ်ပင်ကူတွေလည်းအဲ့ဒီအပေါ်မှာတွေ့တဲ့တယ်လီဗီကပို့ပြီးတော့အနိကတိုက်ခိုက်ပြီးအသက်ရှင်ရပ်တည်ခဲ့တယ်ဒရက်ဆာကနောက်ကျောနိုင်ရမှာရှိတဲ့အပေါ်တစ်ခုကိုဖောက်ခွဲဖို့အတွက်လက်ပစ်ပုံးကိုအသုံးပြုခဲ့တယ်တောထဲကိုပြေးထွက်သွားကြတယ်ဘီလူတွေကသူတို့နောက်မှာရှိနေတော့မယ်သူတို့ကနိုင်ရစီကိုတွားပြီးတကားဟောင်းတစ်ခုကိုတွေ့တယ်အထက်မှာအပိန်တွေလွမ်းချုံနေတဲ့ဆက်ယုံတစ်ခုကိုတွေ့တယ်သူတို့ကပုံနဲ့ဆိုင်ပြီးအဲ့ဒါကိုစစ်တပ်တက်ခွက်ကန်တစ်ခုလို့တိလိုက်ရတယ်အယိုးစုတွေနဲ့မိဆက်တစ်ခုရှိတယ်ဒရက်ဆာကအဲ့ဒါကိုဖွင့်လိုက်တယ်လီဗီကတိတ်ခွေကိုစားပြီးတော့ဖွင့်တယ်တိတ်ပြပညာရှင်တူက1946ခုနှစ်အကြောင်းကိုရှင်းပြတယ်အတိုင်ဝမ်ကထိတ်တန့်လိုဝက်နိုင်ငံတကာ project တစ်ခုရဲ့အစိတ်ပိုင်းတစ်ခုဖြစ်တယ်သူတို့ကဓာတုဗေဒဒုံးကျည်တွေကိုဖန်တီးခဲ့ကြတယ်လွန်ခဲ့တဲ့အချိန်တုန်းကငလင်တစ်ခုဓာတုဗေဒယူဆမှုဖြစ်ပွားခဲ့တယ်အခိုက်အစိတ်တောက်တွေက DNA နဲ့ပေါင်းစပ်ပြီးဗီဇပြောင်းလဲခြင်းတွေကိုဖြစ်ပေါ်စေတယ်အချိန်တိုအတွင်းထိတွေ့မှုကလူတွေကိုဒုက္ခမပေးပါဘူးဒါပေမဲ့အချိန်ကြာဆိုရင်အချိန်ဒုက္ခပေးနိုင်ပါတယ်ဗီဒီယိုထဲကအမျိုးသမီးတူကသူမရဲ့ခန္ဓာကိုယ်ကတစ်ပင်အကိုင်းခဲတွေကြီးထွားလာပုံကိုပြတယ်ချောင်းထဲမှာယူဆွနေတဲ့အတွက်ကြောင့်ကဘာကိုဘယ်တော့မှမပြတ်ပွားနိုင်ပါဘူး2000ခုနှစ်နောက်ပိုင်းကကွန်ပျူတာတစ်လုံးကိုရှာဖွေတွေ့ရှိခဲ့တယ်အဲ့ဒါကစမ်းသပ်မှုကိုဆက်လက်လှုပ်ဆောင်ဖို့အတွက်နောက်ပိုင်းလူတွေပြန်လာတယ်ဆိုတာကိုပြတယ်ထိုနေရာကဓာတ်လက်ရဲ့ကိုယ်ပိုင်အရန်အဖွဲ့တစ်ခုဖြစ်တယ်သူတို့မြင်ခဲ့ရတဲ့ drone ကနမူနာတွေကိုစုဆောင်းနေတာဖြစ်တယ်ဓာတ်လက်ကစူပါစစ်သားများဖြစ်ဖို့အတွက်စူးစမ်းနေကြတယ်အဆောက်များနဲ့ရဲတိုက်တွေကလိုအပ်ချက်ကိုလုံခြုံစေတယ်ကွန်ပျူတာကခွေးလေး protocol ကိုလည်းရှင်းပြတယ်သူတို့ကတစုံတရာပောက်ကြားပါကအေးရကိုပိုးတာဆေးဖြန်းမဲ့နျူကလ িয়ার ဖြစ်တယ်လီဗီနဲ့ဒရာဆာကသူတို့လာရတာတန်တယ်လို့ပြောလိုက်တယ်တကားကိုဖွင့်ပြီးမိကိုပုံးကိုပြစ်ချကြတယ်ဒါပေမဲ့အဟောင်းပေါက်ကလေးတွေကဒရာဆာကိုအဝေးကိုဆွဲထုတ်ဖို့နင်းတန်းကိုအသုံးပြုခဲ့တယ်သူမကိုတော်တဲ့ဆွဲခေါ်သွားပြီးသူမကကြာဖို့ကိုခုတ်ထစ်ဖို့ကြိုးစားတော့လဲတစ်ပင်များနဲ့ကြောက်တုံးများဆက်တဲ့တိုက်ခိုက်မှုခံခဲ့ရတယ်လီဗီကတန်လန်းအတိုင်းလိုက်ပြီးတော့ဘုံနဲ့ဆက်ယုံကိုရောက်တယ်အခေါင်းပေါက်ကဒရာဆာကိုဆွဲပြီးနှိပ်စက်တယ်သူ့ကိုကန်ထုတ်ပြီးသူ့ကိုယ်သူလွတ်ကြိုးစားတယ်သူမကဓာတုအပိုင်းအစတစ်ခုကိုဖမ်းဆုပ်ပြီးတော့ပြန်တိုက်တယ်အခေါင်းအတွင်းကမွေကလူကိုတိုက်ခိုက်တယ်ဒရက်ဆာကတတုကိုအခေါင်းပေါက်ထဲကိုပစ်ချလိုက်တယ်အဲ့ဒါကသူ့ကိုပိုဒေါသဖြစ်စေတယ်သူကသူမကိုလိုက်ပြီးဓာတ်နဲ့လိုက်တိုက်ခိုက်တယ်အယိုးတွေနဲ့ပိတ်ဆို့ပြီးသူ့ကိုမိရှုတိုင်ကိုအသုံးပြုတယ်သူအော်တိုင်းကြားတာနဲ့လူရောက်လာပြီးသူ့ကိုပြစ်တက်လိုက်တယ်ပွေဖက်ပြီးလီဗီယူနီဖောင်းကိုစစ်ဆေးတယ်သူကသူ့ရဲ့ရဲတိုက်ကပထမဆုံးအဆောက်ဖြစ်တယ်ဓာတ်ကိုယူပြီးဓာတုဘေကယူစိတ်တဲ့နေရာကိုရောက်ရှိကြတယ်အသွင်ပြောင်းတတ္တဝါတွေကဂူထဲမှာပိတ်မိနေကြတာမျက်နှာတွေကအချိအချွဲများအတွင်းမှာရှူရှိုက်နေရတယ်တရားတစ်ခုကိုဖြတ်ကျော်ရတယ်ဒရာဆာကအမြင့်တစ်ခုပေါ်လမ်းပြီးတတ္တဝါများကိုနိုးလိုက်တယ်လီဗီကဓာတ်ကိုတုံးပြီးလွတ်လိုက်တယ်နောက်ထပ်ဘလူးတွေနိုးလာပြီးတယောက်ကလီဗီရဲ့ခြေချင်းမှုကိုကြာပွန်းနဲ့ဖမ်းတယ်ဒရက်ဆာကလက်ပစ်ပုံးကိုပြစ်လိုက်တယ်လေကက်တစ်များစီကိုပြေးထွက်လာစဉ်မှာမီးကဂူအတွင်းကိုပြန့်နှံ့သွားတယ်စစ်ချစ်ကားကိုတွေ့တယ်ဖြတ်နေတဲ့ဂျိုးတွေစီကိုရောက်သွားတယ်လီဗီကချစ်ကားနဲ့ချိတ်တယ်ဒရက်ဆာကရန်သူတွေကိုပြစ်တယ်ကြီးစံတွေကုံသွားတဲ့အခါမှာနေရာပြောင်းလိုက်ကြတယ်တရားကိုစက်တက်ကြတယ်ဟောင်းလောင်းပေါက်ကလေးတွေကသူတို့နောက်ကိုဆက်ပြီးတော့လိုက်နေတော့မှဖြစ်တယ်လီဗီနဲ့ဒရက်ဆာတို့ကဒါပစိန်နဲ့တိုက်ခိုက်ကြတယ်တယောက်ကလေဂါမန်ပေါ်ခုန်တက်တယ်လီဗီကပြုတ်ကျလို့နေပါဖြစ်တော့လည်းပဲပြန်တက်သွားတယ်သူက gas o ကိုဓာတ်နဲ့ထိုးတယ်ပောက်ကွဲမှုကရန်သူတွေကိုတီးစီပြီးတော့ဂျစ်ကားကိုပြုတ်ကျစေတယ်လီဗီကခြေထောက်ကျိုးသွားတယ်ဒရက်ဆာကသူ့ကိုကူညီတယ်သူတို့ကကျိုးကိုဖြတ်ပြီးဂျစ်ကားကိုအခေါင်းပေါက်နဲ့ကျလူတွေကိုပစ်ချစေတယ်သူတို့ကကြံတဲ့လမ်းကိုတက်ပြီးတော့ဒရက်ဆာရဲ့ရဲတိုက်စီကိုပြန်သွားကြတယ်သူတို့ရဲ့ဒဏ္ဍာကိုကုသခြင်းနဲ့ယောဂပိုးကူးစက်ခံရပါက9ရက်ခွဲနေဖို့အတွက်သဘောတူခဲ့ကြတယ်သူတို့ကချောင်းကိုဖျက်ဆီးပြီးအတူတကွထွက်ပြေးဖို့စီစဉ်ကြတယ်လီဗီကဒရက်ဆာကိုနမ်းပြီးသူ့ကိုချစ်တယ်လို့ပြောလိုက်တယ်သူကရဲတိုက်ကိုပြန်ဖို့စုပ်ကန်ထားတဲ့တနက်ကိုအသုံးပြုတယ်နောက်တစ်နှစ်မှာရေဒီယိုစစ်ချင်းဖြစ်လာတယ်ဒီတစ်ခါတော့ဘတ်တိုလိုမဲကဖြေတယ်ဓာတ်ခွဲခန်းကွန်ပျူတာမှာကင်မရာတစ်လုံးရှိလို့သူတို့ကြောက်တဲ့ကိုဝင်သွားတာဒီမှာသိတယ်လီဗီကသူ့တောင်ဝန်ကတခြားတယောက်ကိုဒရက်ဆာကိုတပ်ပစ်ဖို့ဖြစ်တယ်လို့ပြောတယ်သူကသဘောတူဟန်ဆောင်တယ်ဘတ်တိုလိုမဲကတောင်ကုန်းပေါ်ကိုအဖွဲစီလို့ဖို့တောင်မှုတူကိုခေါ်တယ်
နောက်တနေ့မနေ့မှာတော့ dresser ကငါမင်းကိုချစ်တဲ့ဆိုပြီးပြန်ရေးတယ်ရဟရင်ကိုမြင်ပြီးတော့တောထဲကိုပြေးသွားကြတယ်စစ်သားတွေကလွတ်နေတဲ့တာဝါတိုင်းတွေကိုရှာတယ်ဒရုန်းတွေနဲ့တိုက်ခိုက်တယ်လူဝီနဲ့ dresser တို့ကတရားရရှိနေတဲ့အချိန်မှာပြန်တိုက်ခိုက်ကြတယ်သူတို့ကကုန်းမြစ်ပေါ်တက်ပြီးတော့ clocker လို့ခေါ်တဲ့ system ကိုပြေးလိုက်ကြတယ်ဖျက်ဆီးလိုက်ကြတယ်သူတို့စိုက်ထားတဲ့ mine တွေကချောင်းတွေကိုဖော်ထုတ်ပြီးတဲ့ကွင်းဆက်တုတ်ပြန်မှုကိုဖန်တီးတယ်ခွေးလေးလို့ခေါ်တဲ့ protocol ကိုလည်းအသက်သွင်းစေတယ်ပဒလုံးမဲရဲ့ရခိုင်ရင်က nuclear ပောက်ကွဲမှုမှာပြက်ကျသွားခဲ့တယ်လီဝီကကြောက်ကမှမြစ်ထဲကိုကျသွားခဲ့တယ်ဒရက်ဆာကဂူထဲမှာပုံနေပြီးစောက်ဆိုင်နေတယ်တလကြာပြည့်တဲ့နောက်မှာလီဝီပေါ်မလာတဲ့အတွက်ကြောင့်သူမလက်လျှော့ပြီးထွက်ခွာသွားခဲ့တယ်ပြင်သစ်မှာဇပွဲထိုးအဖြစ်လောက်ကိုင်းတယ်တနေ့မှာလီဝီကိုဇပွဲတစ်ခုမှတွေ့တယ်ပြန်ကောင်းလာဖို့အချိန်တော်ကြာတယ်လို့လီဝီကသူ့ကိုပြောတယ်နမ်းပြီးတော့ပြန်ဆုံခဲ့ကြတယ်